AC မီလန်ကိုဂိုးပြတ်ရှုံးပြီးခံစစ်မားတွေဘူးပေါ်တယ်လို့ပေါ်ထွက်လာခဲ့တဲ့ United ရဲ့ရာသီကြိုပွဲစဉ်မင်းညကစားခဲ့တဲ့ရာသီကြိုခြေစမ်းပွဲမှာ Manchester United အသင်းက AC မီလန်ကို 4-2 ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်ရှုံးနိမ့်သွားပါတယ်။ခံစစ်ပိုင်းတီဆောက်ပေါ်အလုံးစုံပြိုလဲသွားတဲ့ခါမှာရာသီကြိုပွဲစဉ်တွေရဲ့ရလဒ်ကမျက်စိတပိတ်တွေမှာတွေပဲပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ခါသီလာရဲ့လက်တွေ့အရှိတရားကိုမြင်တွေ့ခဲ့ရတာပါ။ဟုတ်ကဲ့ပါဗီဒီယိုလေးကို YouTube ကကြည့်နေဆိုရင်ရေရှည်ရက်တည်နိုင်မှုအတွက် VPN လေးခံပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာ။ပွဲစားလို့2မိနစ်မှနေမဲ့အသင်းကောင်းဆောင် Bruno Fernandes ရဲ့လှပတဲ့ဖြတ်တင်ဘောကတက်စစ်Harry Maguire ကခေါင်းတိုက်ပြီးတော့ဦးဆောင်ကိုသွင်းယူပေးခဲ့တာကြောင့်မလို့ United တို့ရဲ့အစပြိုးမှုကတကယ်ကိုလှပခဲ့ပါတယ်။ဒါမဲ့ပထမပိုင်းပြီးကန်ဒီမှာတော့ပွဲရဲ့အလေပြောင်းကစတင်ပြီးတော့ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ Bruno အနေနဲ့ပနယ်တီကနေပြီးတော့ဦးဆောင်ကိုပုံမတိုးမြင့်နိုင်မဲ့ခွင့်ကြီးကိုရရှိခဲ့ပေမဲ့မီလန်ကိုသမား Lorenzo Toriani ကကာဝယ်သွားခဲ့တယ်လို့အဲ့နောက်ရောထွေးပြီးတော့ရှုံးချက်ခန့်နေတဲ့အခြေအနေကနေဇူကေစီကခြေပါကိုပြန်လည်ပြီးတော့သွင်းခဲ့ပါတယ်။ဒုတိယပိုင်းစမှာတော့ခံစစ်ပိုင်းကပြုတ်လိုက်တဲ့အမားကတဆင်ဘတ်ထရစ်တို့ကအခွင့်အရေးကိုအရယူပြီးတော့မီလန်ကို2-1နဲ့ပြန်လည်ပြီးတော့ဦးဆောင်စေခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့နီးပြဟူဘီယမိုရီရဲ့နီးပြခင်းကျင်းမှုအောက်မှာ United အသင်းကလုံးဝပြီးပြသွားခဲ့တာပါ။မီလန်အသင်းကအာဗဂျိုစစ်စီဂွန်ဆာလိုရာမို့စ်နဲ့ရူဘင်လော့ဖ်တက်ချီဒိုရိုကတက်စီ3-0 ဆက်တိုက်ထပ်မံပြီးတော့သွင်းယူသွားခဲ့ကြပါတယ်။ညံဆန်လာတဲ့တိုက်စစ်ကူးပြောင်းနေမှာမိုင်နက်တက်တို့ရဲ့ဘယ်ချမ်းကဟာကွာကြီးကြီးတွေကိုမီလန်တို့ကအကြိမ်ကြိမ်သုံးချသွားခဲ့တာပါ။မာကတ်ရက်ရှ်ကလူစားဝင်လာခဲ့ပြီးတော့ပွဲကုန်ကန်ဒီမှာတူရဲကိုသမားနဲ့ရင်ဆိုင်ရတဲ့အခွင့်အရေးကိုဂိုးတစ်ခုပြန်ရဖို့နှီးစပ်ခဲ့သေးပေမဲ့မီလန်ကိုသမားတိုရီယာနီကပဲထပ်မံပြီးတော့တက်တောင်လိုကာကွယ်သွားခဲ့ပါတယ်။ United တို့ရဲ့ကစားကွက်တီဆောက်ပုံနဲ့တိုက်စစ်လှုပ်ရှားမှုတွေကတိုးတက်လာမဲ့အလားအလာအများကြီးပြသနိုင်ခဲ့တာအမှန်ပဲဖြစ်ပါတယ်။ဒါမဲ့ခံစစ်ပိုင်းလေးရာမှုတွေနဲ့တိုက်စစ်အကူးပြောင်းမှာပေးလိုက်ရတဲ့နေရာလွတ်တွေကပရီးမီးယားလိအဖွင့်ပွဲမတိုင်ခင်နီးပြမိုင်ကကားတွေမဖြစ်မနေပြင်ဆင်ရမယ့်အဓိကပြဿနာတွေဖြစ်လာခဲ့တာပါ။အရှိရခြေစမ်းပွဲတုန်းကလူငယ်ကစားမိုင်းနဲ့ကစားခဲ့စဉ်ကအဆင်ပြေနေခဲ့ပေမဲ့အခုလိုမျိုးအဓိကဆရာကြီးတွေလူစုံပြန်လည်ပြီးတော့ပါဝင်လာတဲ့အခါမှပဲ AC မီလန်ကိုဂိုးပြတ်ပြီးတော့ရှုံးနိမ့်သွားခဲ့ရပါတယ်။အဓိကဆိုရတာကတော့အရှိရခြေစမ်းပွဲတစ်ပွဲမှအနိုင်မရသေးတဲ့နီးပြမိုရီရဲ့ AC မီလန်ကိုမှဂိုးပြတ်ပြီးတော့ရှုံးလိုက်ရတာပါ။အသင်းကောင်းဆောင် Bruno Fernandes ရဲ့ခြေစွမ်းကိုကြည့်ရလေဒီယာဒီမှာအကြဘက်ကိုရောက်ရှိတော့မယ်လို့အချို့ကသုံးသပ်နေကြပါတယ်။ဒါမဲ့ယာဒီမှာချန်ပီယံလိပြိုင်ပွဲကြီးကိုပါဝင်ရောက်ပြီးတော့ရှင်မြန်ရတော့မယ် United တို့အနေနဲ့ပြိုင်ပွဲစုံမှာပြည်သက်တွေကိုစိတ်ဒုက္ခပေးဖို့ပြန်လာပြီးလို့တော့မှပြည်သက်ချို့ကညီးတွားနေကြပါတယ်။တိုက်စစ်ပိုင်းခွင့်ရဖန်တီးမှုတွေကောင်းမွန်တဲ့လောက်ခံစစ်ပိုင်းတည်ငြိမ်မှုမရှိတာက United တို့ရဲ့အကြီးမားဆုံးအားနည်းချက်တစ်ခုဖြစ်နေစေပါပဲ။ကွင်းလင်းတဲ့ခံစစ်ကြားချိတ်ဆက်မှုတွေညှော်နေနေတာကြောင့်မလို့ပြိုင်ဘက်ရဲ့မြန်စနစ်တိုက်စစ်တွေကိုလုံးဝထိန်းချုပ်နိုင်စွမ်းမရှိခဲ့တာကိုတွေ့ရပါတယ်။အထူးသဖြင့်ဘယ်ဘက်အစွန်ခံစစ်နေရာကပြိုင်ဘက်တွေထိုးဖောက်ဖို့အတွက်လွယ်ကူလုံးနဲ့ဟာကွက်ကြီးတစ်ခုလိုဖြစ်နေကြတာပါ။နီးပြကားရင်းအနေနဲ့ယာဒီမစမီမှာဒီလိုအားနည်းချက်တွေကိုအမြန်ဆုံးအပြေမရှာနိုင်တော့ပရီးမီးယားလိမှာအခက်တွေ့ရမှာသိကြပါတယ်။အသင်းရဲ့အဓိကကစားသမားအများစုပါဝင်တဲ့ဒီပွဲစဉ်မှာအခုလိုပုံစံမျိုးနဲ့ရှုံးနိမ့်ခဲ့တာကပြည်သက်တွေတော်တော်စိတ်ပြက်စရာကောင်းတဲ့ရလဒ်တစ်ခုဖြစ်ခဲ့ရပါတယ်။ပွဲဆက်စချင်းဦးဆောင်ကိုစတင်ရရှိခဲ့ပေမဲ့ပွဲချိန်ကြာလာတဲ့မြကစားကွက်တီဆောက်မှုပျောက်ဆုံးလာတာဟာစိတ်သက်ပိုင်းဆိုင်ရာအားနည်းချက်ကိုပါပြသနေတာပါ။အထူးဖြင့်ပက်နတီလွဲချော့သွားခဲ့တဲ့ပထမပိုင်းကုန်ကန်ဤအချိန်ကစလို့အသင်းရဲ့စီးဝါးတွေအကုန်လုံးပျက်စီးသွားခဲ့ရတာပါ။ AC မီလန်ဘက်ကတော့နီးပြယူဘီအမိုရီရဲ့နီးပြပြောင်းလဲမှုရဲ့အတူတူဒုတိယပိုင်းမှာအပြတ်သက်အသာစီးရယူသွားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ United ရဲ့ခံစစ်ဟာကွက်တွေကိုကောင်းကောင်းရေးသုံးချပြီးတော့ဂိုးတွေစတိုက်သွင်းယူသွားခဲ့တာပါ။ United ကွင်းလေပိုင်းကပြိုင်ဘက်တိုက်စစ်ရဲ့အကူးပြောင်းကိုဟန်တားနိုင်စွာမရှိခဲ့တာကြောင့်ခံစစ်တန်းတစ်ခုလုံးဖိအားမြင့်နဲ့ကြုံတွေ့ခဲ့ရပါတယ်။ရာသီကြိုခြေစမ်းပွဲရလဒ်တွေကအမှတ်ပေးစရာအတွက်အရေးမပါခဲ့ဘူးဆိုပေမဲ့အသင်းရဲ့ပြင်ဆင်မှုအနေအထားကိုတော့မီးမောင်းထိုးပြသနေတာဖြစ်ပါတယ်။အဓိကကစားသမားတွေစုံလင်စွာပါဝင်လာတဲ့အချိန်ကြာမှာအခုလိုမျိုးဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့်မလို့အသင်းရဲ့ squad အင်အားအစစ်မှန်အပေါ်ကိုမေးခွန်းထုတ်ကြရဖြစ်လာခဲ့ပါတယ်။